လိုက်စားပြလိုက်လား ဟုတ်ပြီပါဆရာ စနေ ကောင်း ကောင်းလား ညတော့ကုစားပြီးသွားတယ်တော်လေးတောင်းနေရှိသွားပါဆရာဥမာလဲတောင်းလာပါလေဆရာ โอเคဆက်အိမ်ဘလို့အိတ်တာ အဲ့လိုအရှိဘက်ကိုခေါင်းပြူအိပ်ပါလေဆရာ ဒီမြောက်အိတ်တာ ဟုတ်တယ် စောင်းနေပါလေရပါမလား စောင်းတွေကဝယ်ပြီးသားမရှိပါဘူးအမိုက်သေးကပါလာတဲ့စောင်းတွေကိုရှော့ပြီးတော့ဝစ်ထားပါတယ်ဆရာခောက်တော့မခောက်ပါဘူးဆရာဒီကျွန်တော်ကတော့ဟိုရင်ကပေးထားပါတယ်ဆရာ ဟိုညချင်းနေပါကြိုက် ကြိုက်ပါတယ်တော်လေးကြိုက်တယ်ချင်းလည်းကြိုက်တယ်ဂျဘိုးလည်းကြိုက်ပါတယ်ဆရာတော့လုံးမအောင်နင်းမရတော့ဆရာဒီတိုင်းမတွန်းလာတယ်ဆရာတခါတည်းနင်းလို့ရအဲ့နင်းမရဘူးဆရာ ဟိုဒီဘဲကိုယူသွားလို့ရလား ရတယ်ဆရာရပါတယ်ဆရာ ဟိုယူသွားရဆိုတာမဟုတ်ကိုရဘလို့မှာဆရာဘလို့မှာ ဒီလိုမှတော့ရက်မချီချင်းသွားလို့ရပါတယ်ဆရာ ခုပဲသားတော့မလို့ခုပဲသားမ အခု လို့ ရေတံမှုတွေအချိုးယူမှုပလတ်စတစ်ဒီတော့ကောက်ပါဆရာပလတ်စတစ်အပြုတ်ကြီး ဟုတ်ပါ ဟုတ်နှစ်ထည်ရှိပါတယ်ဆရာဟုတ်ကဲ့ဆရာဒီနှစ်ထည်ဒါကတော့တမန်မင်းကပေးရတယ်ဟာလေးဆရာဒါတော့ကြာလာပြီဆရာအမှတ်စုဆရာပေးရဒီနှစ်ထည်ရှိပါဆရာ ဟိုအင်ကြီးလေးပေးပါ ဟုတ်ဆရာဟုတ် တင်စားလိုက်တော့ ဟုတ်ရအဲ့ဒါအမှတ်စုရပေးတာဒါကဒီစီမင်ဝင်းကပေးတာဆရာဆွဲတော့မဆွဲရပါဆရာ ဒီမှာပြောမယ်ဒီဘဲကိုပြင်မရမလားအစ်လို့ကျင်လား ကျွန်တော်အဲ့ဒါကြောင့်ကျွန်တော်ကြောက်လို့မပြောရပါဘူးဆရာအမှန်တိုင်းပြောရရင်မသေးမရှင်းလှုပ်စားမှာမို့လို့စပိန်ရလည်းအိုးနေရအမှန်တိုင်းပြောရင်အစ်လို့ကျင်တာပါဆရာမပြောရလို့ပါဆရာစပိန်လည်းမပြင်းနိုင်လို့မသေးမရှင်းလှုပ်စားမှာဆရာလုပ်ငန်းပြောင်းလို့မရပါဘူးဆရာမတက်လည်းမတက်လို့ဆရာ ပြန်ဆက်ဆက်လို့